ဒီဘဝမှာလည်းသူနဲ့အတူတူနေရတာစိတ်ချမ်းသာတယ်နောက်ဘဝတွေမှာလည်းပဲသူနဲ့ပဲအတူဖြစ်ချင်ဒီဘဝမှာလည်းသူနဲ့တွေ့ချင်တွေ့ရတယ်နောက်ဘဝမှာလည်းပဲသူနဲ့ပဲဆုံစည်းချင်ဆိုတော့အဲ့ဒီမှာဘဝဆက်တိုင်းဆုံစည်းတဲ့နည်းလေးကိုမြတ်စွာဘုရားဟောထားတယ်အဲ့ဒါလေးကိုမှတ်တယ်ဘဝဆက်တိုင်းဆုံစည်းနိုင်တဲ့နည်းကိုမြတ်စွာဘုရားဟောတာတို့ဥပဒကဥပဒိကမမျိုးတို့ဇနီးမောင်နှံနှစ်ယောက်စလုံးဒီဘဝမှာလဲဆုံစည်းခြင်းနဲ့နောက်ဘဝမှာလဲဆုံစည်းခြင်းနဲ့ဆိုလို့ရှိရင်နှစ်ယောက်စလုံးတူလေးတူရှိရမယ်သမတ္တတာရှုံကြည်မှုတရားတရားချင်းတူဖို့လိုတယ်သမသီလကိုချင်းသီလလည်းတူရမယ်သမစာကစွန့်ကြဲမှုဒါနကောင်းမှုလုပ်ထားခြင်းလည်းတူရမယ်သမပညာအသိပညာချင်းလည်းတူရမယ်အဲ့တော့တတ္တာရဲ့သီလရဲ့စာကရဲ့ပညာရဲ့ကုသိုလ်တရားတွေထဲမှာဒါတွေကအရေးကြီးတယ်ယုံကြည်ချက်တူရမယ်ကိုချင်းသီလတူရမယ်စာကဆိုရဲ generosity လူတဲ့တန်းတဲ့အခါလူမှုတန်းမှုအနှမျောမရှိဘဲနဲ့စွန့်ကြဲပေးကတဲ့အခါဒီစိတ်ဓာတ်လည်းတူရမယ်ပညာတို့နဲ့တူဒီဝိပဿနာနဲ့ပတ်သက်တဲ့ပညာထက်မြက်တဲ့ပညာလုံးတဲ့နာမလုံးတဲ့နာကိုသိတဲ့ပညာကံကံရေးကျိုးယုံကြည်လက်ခံတဲ့အသိပညာအဲ့ပညာရင်လည်းတူရမယ်လို့ဆိုတာအကယ်၍အဲ့ဒီတူလေးတူမယ်ဆိုရင်တဲ့ဒီဘဝမှာလဲဆုံတွေ့ကြမယ်နောက်ဘဝမှာလည်းပဲဆုံတွေ့နိုင်တယ်တဲ့အပြန်လာမြတ်စွာဘုရားဒီတရားလေးကိုဟောလိုက်တာသူ